အိန္ဒိယရဲ့ရွေကျဲရှိလောက်ထားတဲ့ဟိမဝန္တာတောင်ပေါ်ကထူးဆန်းတဲ့ဥမင်ကောင်ဟိမဝန္တာတောင်ပေါ်ကားလမ်းတွေဟာကမ္ဘာပေါ်မှာအန်ဒီအများဆုံးလမ်းတွေတဲကတစ်ခုဖြစ်ပါတယ်။ဒီလမ်းကိုမောင်းနှင်သွားလာဖို့ဆိုရင်တော်ရုံတက်တီမျိုးနဲ့လည်းမရသလိုတော်ရုံရေးချင်းမျိုးတော်ရုံတွေ့ကြုံမျိုးနဲ့လည်းမရပါဘူး။အခုဆိုရင်တော့ဒီတောင်ရဲ့တနေရာမှာအာရှတိုက်ရဲ့အရှိဆုံးဥမင်လမ်းကတစ်ခုဖောက်လုပ်ဖို့အတွက်ကြိုးပမ်းနေကြပါတယ်။ဒီဥမင်လမ်းကောင်ကြီးကပင်လယ်မျက်နှာပြင်ထက်ပေပေါင်း12,000အမြင့်မှာတည်ရှိနေမှလည်းဖြစ်ပါတယ်။ဒီဥမင်လမ်းကောင်ကြီးကိုအိန္ဒိယနိုင်ငံကဖောက်လုပ်နေတာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့အိန္ဒိယကအခုလိုမျိုးဟိမဝန္တာတောင်ကြီးရဲ့ပေပေါင်း12,000ကျော်အမြင့်ရှိတဲ့တနေရာမှာဥမင်လန်းကောင်းရှည်ကြီးတစ်ခုကိုဘယ်လိုရွယ်ချက်နဲ့ဖောက်လုပ်တောက်ဖို့အတွက်ပြင်ဆင်ပေးပါတယ်အလုပ်သမားတွေကတော့စီမံကိန်းနေရာနဲ့အနီးနားမှာယာယီတဲတွေဆောက်လုပ်ပြီးတော့နေထိုင်ကြတာဖြစ်ပြီးလူပေါင်း950လောက်ထိကိုနေထိုင်ကြပါတယ်ဒီဥမင်လန်းကောင်းကြီးဟာကက်ရှမီးယားနဲ့လာတက်အကြားခီးသွားလာတဲ့အခါမှာခီးလန်းကိုပုံမတူတောင်းစင်မှာဖြစ်ပြီးတော့အများကြီးကိုအချိန်ကုန်တက်တာစင်မှာဖြစ်ပါတယ်မူလတော့ကခက်ခဲနဲ့3နာရီကျော်လောက်ကြာအောင်သွားလာရတဲ့ခီးကဒီလန်ကောင်းကြီးပြီးစီးသွားမယ်ဆိုရင်မိနစ်20လောက်အတွင်းကိုရောက်ရှိနိုင်မှာဖြစ်ပြီးတော့ခက်ခဲကြမ်းတဲ့လမ်းပိုင်းကိုလည်းရှောင်ကွင်းသွားနိုင်မှာဖြစ်ပါတယ်လက်ရှိအသုံးပြုနေတဲ့လမ်းဟာနှင်းနေထူထပ်စွာကြားရောက်လေရှိတတ်ပြီးတော့တစ်ခါလေးမှာဆိုရင်ကားလုံးဝသွားလို့မရအောင်ဒီကိုကြားဆင်းနေရှိပါတယ်ဒီလိုချိန်ဒီမှာဆိုရင်လာနဲ့ကြည့်ပြီးတော့မှပိတ်မိနေတော့မှလည်းဖြစ်ပါတယ်ဒီလောက်ပေအမြင့်မှာအောက်ဆီဂျင်နဲ့ပါတာကြောင့်အသက်ရှူမဝတာတွေဖြစ်လာတတ်ပါတယ်ဒါပေမဲ့ဥမင်လန်ကောင်းတွေကအလုပ်သမားတွေကလက်ဆက်တဲ့လေကိုစုပ်သွင်းပေးတဲ့ဒီလေစုပ်ပြုံကြီးကြောင့်အလုပ်တွေကိုအေးအေးဆေးဆေးလုပ်နိုင်ကြမှာပါတောင်တရံတွေကိုတူးဖြတ်ကြရတာကြောင့်အနီးမှာရှိတဲ့ရေကဲမြစ်တွေစီကရေတွေကလည်းဥမင်လန်ကောင်းလမ်းကြားတစ်လျှောက်အခုလိုပဲစီးဆင်းနေပါတယ်တောင်တရံတွေကိုစက်နဲ့ဖြိုဖျက်လို့မရတဲ့အချိန်တွေမှာဆိုရင်ဒိုင်းနမိုက်နဲ့ဖောက်ခွဲရတာမျိုးလေးလုပ်ရပါတယ်။လုပ်ငန်းခွင်မှာတော့ထိကတန်ရာရသူတွေကိုပြုစုကူတာဖို့အတွက်ဆရာဝန်တဦးနဲ့အရေးပေါ်ကားတစ်စီးအမြဲတမ်းထားရှိပေးထားပါတယ်။အနည်းဆုံးဆေးရုံကတော့ဒီကနေမိုင်60လောက်ဝေးမှရှိပါတယ်။ဒီလိုခက်ခဲတဲ့ကြားတွေကနေဆောက်လုပ်လာခဲ့တာခုဆိုရင်တော့ဥမင်လန်ကောင်းကြီးကအရှည်4မိုင်လောက်ထိကိုပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ဥမင်လန်ကောင်းရဲ့စုစုပေါင်းရှိက10မိုင်ရှိတာဖြစ်လို့ခီးတစ်ပတ်တော့ကျိုးပြီလို့ဆိုရမှာပါ။လုပ်ငန်းအားလုံးကိုလာမဲ့2026မှာပြီးတတ်နိုင်ဖို့မျှော်မှန်းချပါတယ်။လန်ကောင်းကြီးပြီးစီးသွားပြီဆိုရင်အာရှတိုက်ရဲ့အရှေ့ဆုံးနှစ်လမ်းသွားဥမင်လန်ကောင်းကြီးဖြစ်လာဖို့ရှိနေတယ်လို့အိန္ဒိယအစိုးရအနေနဲ့လည်းမိုင်ပေါင်း2100လောက်ထိရှည်လျားနေတဲ့တရုတ်နယ်စပ်စီကိုစစ်သားတွေလွှတ်ကူစွာနဲ့ပို့ဆောင်ပေးတော့မှာပါဒီနယ်စပ်မှာလွန်ခဲ့တဲ့3နှစ်ကျော်လောက်ကအိန္ဒိယစစ်သား20နဲ့တရုတ်စစ်သား4ဦးတို့ကြာဆုံးခဲ့ရတဲ့ပဋိပက္ခဖြစ်ပွားမှုတွေလိုမျိုးမကြာခဏဖြစ်ပွားလေရှိပါတယ်အခုဆိုရင်တော့နှစ်ဖက်စလုံးကသူတို့ရဲ့နယ်စပ်တွေစီကိုစစ်သားဥယေထောင်နဲ့ချီပြီးပို့ဆောင်နေရချထားနေတယ်လို့အခြေခံအဆောက်အုံတွေကိုလည်းအခိုင်အမာဆောက်လုပ်လာကြပါတယ်။ဒါကြောင့်ဒီဥမင်လန်ကောင်းကြီးကအိန္ဒိယစစ်သားတွေကိုတရုတ်နဲ့ထိစပ်နေတဲ့နယ်စပ်ဒေသစီကိုပို့ဆောင်ရမှာပို့လို့လျင်မြန်စွာနဲ့အဆင်ပြေချုံးမွေ့နိုင်စေမဲ့လန်ကောင်းကြီးပဲဖြစ်ပါတော့တယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။